အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီချက်ရင်းမင်းသူပါ Paradise မူဂျူပါဖြစ်ပါတယ်ရှင်ဒီတစ်ခါမှာတော့ကျမကမိဘတွေအတွက်ကို workshop လေးတစ်ခုစီစဉ်ပေးထားပါတယ်အဲ့ဒီ workshop မှာဆိုလို့ရှိရင်တော့ခေါင်းစဉ်က၄ခုပါပါမယ်စနေတနင်္ဂနွေ2ရက်ဖြစ်ပါတယ်ရှင်စနေတနင်္ဂနွေ2ရက်မှာဆိုလို့ရှိရင်တော့9နာရီကနေပြီးတော့3နာရီအထိကို2ရက်ပေါ့နော်တနင်္ဂနွေ2ရက်မှာဆိုလို့ရှိရင်တော့ကျမတို့ကပထမဆုံးခေါင်းစဉ်အနေနဲ့ပြုသဘောဆောင်တော့မိဘနေကလေးဆက်ဆံခြင်းပြီးသွားလို့ရှိရင်တော့ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကလေးများနေ screen time ပြီးရင်တတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့မိဘများအတွက်နေ့စဉ်တော့အခြေခံအင်္ဂလိပ်စာဘာသာစကားပြီးတော့နံပါတ်4အနေနဲ့ဆိုလို့ရှိရင်တော့အိပ်ဆက်ခြင်းနဲ့ကျန်းမာစွာစားသောက်ခြင်းဆိုတဲ့ခေါင်းစဉ်တွေအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်မိဘတွေသိလို့တဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်လည်းကျမတို့ကထည့်သွင်းပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်ဒီ program လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျင်းပမယ့်ရက်ကလေးကိုပြပြပေးမှာဖြစ်ပါတယ်ကျင်းပမယ့်ရက်ကလေးကတော့ November လ29-30ဖြစ်ပါတယ်မနက်9နာရီကနေပြီးတော့နေ့လယ်3နာရီအထိဖြစ်ပါတယ်ကျမတို့ကဒီ charges အနေနဲ့ကတော့တသိန်းယူထားပါတယ်အဲ့တသိန်းထဲမှာကျမတို့lunch ပါမယ်ပြီးသွားလို့ရှိရင် coffee break time အတွက် snack ပေါ့နော်အဲ့လိုမျိုး light food လေးပါမှာဖြစ်ပါတယ်ဒီအတန်းကိုတက်ရောက်တဲ့မိဘတွေအနေနဲ့ဆိုလို့ရှိရင်တော့အရင်တုန်းကသိကျင်တဲ့ကလေးနဲ့ပတ်သက်တဲ့သိကျင်တဲ့အကြောင်းအရာလေးတွေအကုန်လုံးကိုအတူတူဆွေးနွေးနိုင်မှာဖြစ်ပါတယ်ဒီခေါင်းစဉ်တွေအပြင်ကိုတခြားမိဘတွေသိကျင်တာတွေရှိရဆိုလို့ရှိရင်လည်း comment မှာကြေကြားခဲ့လို့ရပါတယ်ရှင်အဲဆိုလို့ရှိရင်ကျမတို့ workshop မှာပြန်လည်ဆောင်တွေ့ကြပါစို့ရှင်ကျေးဇူးတင်ပါတယ်